ကောင်းလိုက်တာမိမိရဲ့ကောင်းမှာပေါ့ကျမကြက်ပောင်အကကြီးတွေကိုကြော်ပြီးတော့ချက်ပေးထားတာကိုအိမ်ကလူတွေကလေချက်သားဆိုလုံးဝလှည့်မကြည့်ချင်တဲ့သူတွေသိလားအဲ့လိုလူတွေကိုကျမဒီလိုလေးလဲချက်ပေးလာရောခေါင်းမပေါ်အောင်စားကြရရှင်သူတို့ခေါင်းမပေါ်အောင်စားတဲ့ဟင်းကိုဘယ်လိုလေးချက်လဲဆိုတာကိုရှင်းတို့လိုက်ကြည့်လိုက်နော်အရင်ဆုံးကြက်ပောင်လေးတွေကိုကြော်ပေးလိုက်မယ်ကြက်ပောင်လေးတွေကြော်ပြီးပြီဆိုလို့ရှိရင်တော့သူ့ကိုပကံလို့တစ်ခုထဲမှာဆဲပြီးထည့်ထားလိုက်ပါမယ်ကြက်ပောင်လေးတွေကြော်နေစဉ်အတွင်းမှာကျမကကြက်တုံဒီလေးတွေကိုပပလေးတွေလှီထားလိုက်တယ်နော်အဲ့ကြက်တုံပပလှီထားတာလေးကိုကျမကစီပူပူမှာပြန်ပြီးကြော်ပေးလိုက်ပါတယ်ရှင်ကျတုံလေးတွေကိုနုံးသွားတဲ့ဒီကြော်ပေးမယ်နော်နုံးသွားပြီဆိုလို့ရှိရင်တော့အယောင်တမုတ်ထည့်မယ်ပြီးလို့ရှိရင်ယူထည့်လိုက်မယ်ပေါ့နော်ယူပွတ်ပွတ်ဆူအောင်တည်ပေးမယ်အချိုငံကိုတော့ကိုစိတ်ကြိုက်ပြင်ဆင်ပါအယောင်လေးလှသွားအောင်လို့ပဲငပြားကြီးလေးနည်းနည်းထည့်တယ်မဆလာလေးထည့်တယ်ဟင်းရေပွက်လာပြီဆိုတော့မှခုနကြော်ထားတဲ့ကြက်သားလေးတွေကိုထည့်လိုက်မယ်နော်ကြက်ပောင်လေးတွေကိုထည့်ပြီးတော့ဟိုဘက်ဒီဘက်လှမ်းပြီးတော့ချက်ပေးလိုက်ပါမယ်ရှင်အရသာလည်းလုံးဝ okay ပြီဆိုလို့ရှိရင်တော့ကျမတို့ကပေါ့နော်စီပြန်နဲ့တီဆောင်းလိုက်မယ်စီလေးလက်ပြန်လာပြီဆိုလို့ရှိရင်တော့ဒီကြက်ပောင်ဟင်းလေးရပါပြီရှင်ရှင်တို့အိမ်မှာလည်းကြက်သားဆိုလုံးဝမစားချင်ဘူးဆိုတဲ့လူတွေရှိတယ်မလားရှိရဆိုလို့ရှိရင်ဒီလိုနီးလေးနဲ့ပြောင်းပြီးတော့ချက်ကြည့်ကြည့်နော်လုံးဝကြိုက်မှာအမခံနေရှင်